စီပါရီဟန်တွေကြီးပဲစားပြီးတော့စီပြန်ဟန်တွေအမေရိကန်စားနေရတဲ့မိတ်ဆွေတွေစီပြန်ဟန်လေးတွေညှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဆက်ဆက်လေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့မုံလာပင်ကိုရခိုင်ချက်ဘယ်လိုပုံစံမျိုးလဲချက်စားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချက်စားကြည့်ကြပါမယ်ဒါကတော့ကျွန်တော်တို့လေတွေမှာချက်စားတဲ့ပုံစံမျိုးလေးပါဒါဆိုလို့ရှိရင်ကျွန်တော်နဲ့အတူတူချက်ဖို့အစင်သင့်လုပ်ကြပါမယ်ကျွန်တော်ကတော့အိုးထဲမှာရေထည့်ပြီးတော့ချန်ဖက်လေးတွေကိုအရင်ဆုံးထည့်လိုက်ပါမယ်ချန်ကတော့မိမိကြိုက်နေတဲ့ချန်ကိုထည့်လို့ရပါတယ်ပြီးတာနဲ့အစိမ်းစားငပိကိုထပ်ပြီးတော့ထည့်ထားပါမယ်စိမ်းစားငပိထည့်ပေးပြီးဆိုတာနဲ့ဟင်းချုံမုံထပ်ပြီးတော့ထည့်လိုက်ပါမယ်ဟင်းချုံမုံပြီးတာနဲ့စားတစွမ်းကိုထပ်ပြီးထည့်လိုက်ပါမယ်ဟင်းချုံမုံစားတဲ့အကုန်လုံးထည့်ပြီးဆိုတော့ကျွန်တော်တို့ငရုတ်သီးအစိမ်းကိုကြက်ကြက်လေးနဲ့ဖြတ်ပြီးတော့ထည့်ထားပါမယ်ဒီနေရာမှာငရုတ်သီးအစိမ်းကိုမိတ်ဆွေတို့အနေနဲ့နှစ်ချမ်းချမ်းပြီးထည့်မယ်ဆိုရင်လည်းထည့်လို့ရပါတယ်ကျွန်တော်ကတော့ဒီလိုပုံစံမျိုးလေးပိုင်းတဲ့ဟာကိုပို့ပြီးတော့ကြိုက်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကတော့ကြက်ကြက်လေးနဲ့နှစ်ပိုင်းပိုင်းပြီးအပိုင်းပိုင်းလေးတွေပိုင်းပြီးတော့အခုလိုမျိုးညှက်ပြီးတော့ထည့်လိုက်ပါမယ်ငရုတ်သီးကတော့မိတ်ဆွေတို့အစက်ကြိုက်လို့ရှိရင်အစက်ကိုများများထည့်လို့ရပါတယ်ကိုနိုင်သလောက်ကိုကျွန်တော်ကတော့ချက်ဆက်ဆက်လေးစားချင်တဲ့အတွက်ကြောင့်ငရုတ်သီးကိုထပ်များများလေးထည့်ထားပါမယ်မျိုးသီးထည့်ပြီးဆိုတော့ကျွန်တော်တို့အိုးကိုဆူလာတဲ့အထိချက်လိုက်ပါမယ်အိုးဆူလာပြီးဒီနေထားလေးကိုရောက်လာပြီးဆိုရင်တော့ပြုတ်ထားတဲ့မုံလာပင်ကိုထပ်ပြီးထည့်လိုက်ပါမယ်မုံလာပင်ကိုပြုတ်ပြီးချက်တာကကျွန်တော်တို့အနဲ့အသက်ကိုပျောက်စေပြီးတော့ခါတဲ့အရသာလေးတွေကိုပါထွက်စေပါတယ်ဒါကြောင့်မို့လို့မုံလာပင်ကိုပြုတ်ပြီးချက်တာကပို့ပြီးတော့အရသာရှိပါတယ်မုံလာပင်ပြုတ်တဲ့အားလေးတွေကိုထည့်ပြီးဆိုတော့ကျွန်တော်ကမနေ့ကကြံခဲ့တဲ့ငါအကျင်လေးတွေကိုပါအယိုးလေးတွေနှော်ပြီးတော့ကျွန်တော်တို့ဟန်ခက်လေးအနေနဲ့ထပ်ပြီးတော့ထည့်လိုက်ပါမယ်ဒီနေရာမှာမိတ်ဆွေတို့အနေနဲ့ဟန်ခက်ထေးရှင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်မထည့်ရင်လည်းဒီတိုင်းချက်စားရင်လည်းချက်စားလို့ရပါတယ်ကျွန်တော်ကတော့ငါးပိုလေးတွေကိုဟန်ခက်လေးအနေနဲ့ထည့်လိုက်ပြီးတော့ကျွန်တော်တို့အိုးဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်ပါမယ်โอเคအိုးဖုံးလေးအုပ်ပြီးတော့ကျွန်တော်တို့9မိနစ်6မိနစ်လောက်ချက်ထားလိုက်ပါမယ်9မိနစ်6မိနစ်လောက်နေတာနဲ့အိုးလေးကလည်းဆူလာပါပြီအိုးဆူလာပြီးတော့ဒီနေသားလေးကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အိုးဖုံးလေးကိုဖွင့်ကြည့်လိုက်ပါမယ်အိုးဖုံးလေးကိုဖွင့်ပြီးတော့အပေါ်အောက်လေးနည်းနည်းပြန်ပေးထားပါမယ်ကျွန်တော်ကတော့အပေါ်အောက်လေးနည်းနည်းပြန်ပေးထားပါတယ်မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာအရေများများကြိုက်လို့ရှိရင်အရေများများထည့်လို့ရပါတယ်အရေနည်းနည်းကြိုက်ရင်တော့အရေကိုခန်းသွားတဲ့အထိချက်လိုက်လို့ရပါတယ်ကျွန်တော်ကတော့ဒီနေ့တောက်ဆန်းလေးချက်မှာပါအရေသိမ့်မများသိမ့်မနေဖို့နည်းနည်းအနေတော်လေးပုံစံမျိုးကျွန်တော်တို့တောက်ဆန်းပုံစံမျိုးလေးချက်မှာပါโอเคဒီနေသားလေးကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အပွားအငံလေးတွေကိုမြစ်ထားလိုက်ပါမယ်ကျွန်တော်အိုကတော့အပွားအငံလေးတွေအကုန်လုံးအနေတော်ဖြစ်နေပါပြီဒီနေသားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့ချန်ဆက်ဆက်လေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့မုံလာပင်ရခိုင်ချက်တိုးရပါပြီခုလိုမျိုးဆွမ်းအောင်ထိကျေးပေးတဲ့အတွက်တူတယောက်ချင်းစီကိုလည်းပဲအထူးပန်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ရခိုင်ဟန် channel လေးတွေနဲ့တခြားဟန် channel လေးတွေကိုအမြင့်တန်ဆက်ပြနေတာမို့လို့ကြိုက်နိုင်တဲ့ဆိုလို့ရှိရင်ကျွန်တော်ကို subscribe လေးတွေလုပ်ပေးခဲ့ကြပါလို့လည်းတောင်းဆိုရှင်ပါတယ်သိချင်တာလေးတွေရှိလို့ရှိရင်လည်း comment မှာဝင်ပြီးတော့မေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye